အခုသင်ခန်းစာမှာကျွန်တော်တို့ဗာပြမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာတွေကို network cable ဘယ်လိုချိတ်ဆက်မလဲဆိုတာရယ်ပြောလို့ရှိရင်ကျွန်တော်တို့ဒီကွန်ပျူတာနှလုံး network cable ချိတ်ဆက်ပြီးတော့ဒီ printer sharing ပေါ့နော် printer sharing လုပ်ကြည့်မယ်ပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်ပြမှာပေါ့အရင်ဆုံးကျွန်တော်တို့ကွန်ပျူတာတွေကိုဘာလုပ်အောင်လဲဆိုရင်ဒီ network cable ထိုးအောင်ပေါ့ဒီမှာကျွန်တော်တို့သုံးနေကြဘာ cable လဲဆိုလို့ရှိရင်ဒါ UDP cable ပေါ့နော် network cable တွေထိုးကြည့်မယ် network cable ထိုးတက်ဖို့လိုမယ်နော်ကျွန်တော်ဒီမှာဒီလိုမျိုးထိုးလိုက်မယ်ပြီးသွားဆိုတော့ဒီ desktop မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီလိုမျိုးပေါ့ဒီ cable ကိုဒီလိုမျိုးလေးထိုးလိုက်မယ်ဒါဆိုရင်ဒါ million wire ပေါ့နော် million wire ဆိုလို့ရှိရင်ကျွန်တော်ဒါ cable network cable တက်ပြီးသွားတယ် okay network cable တက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒါ physical ဘိုင်းဆိုင်ရာ network cable တက်လိုက်တာဒါကကျွန်တော် network cable တက်တာကတော့ cat 5e ရှိမယ် cat 6ရှိမယ် cat 7ရှိမယ်ပေါ့နော်ကိုကြိုက်တဲ့ network cable installation လုပ်ပြီးတော့ကိုယ့်ဘာသာကိုတက်လိုက်လို့ရမယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော် network cable တက်ပြီးသွားပြီဆိုလို့ရှိရင်အရင်ဆုံးဘာစစ်မလဲဆိုရင်ကျွန်တော်တို့ ncba.cba ပေါ့နော် network interface card မှာ cable ပလက်ဖြစ်နေပြီလားဆိုတာကျွန်တော်တို့အရင်ဆုံးကြည့်လိုက် okay ဒါဆိုရင် cable ပလက်ဖြစ်နေပြီပေါ့နော် cable ပလက်ဖြစ်နေပြီအဲ့တော့ဒီနေရာမှာ cable ပလက်ဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးဘာလုပ်လိုက်မလဲဆိုရင်ကျွန်တော်တစ်ချက် cable ကျိုးပြုတ်နေဆိုဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ်နော်ဒီလိုမျိုး cable ကျိုးဖြုတ်လိုက်ပြီဆိုကျွန်တော်တို့ဒီလိုမျိုးအမားချစ်တဲ့ unplug sign လေးပြလိမ့်မယ်နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာပြန်တက်ကြည့်မယ်နော်ပြန်တက်လိုက်မယ်ပြန်တက်ပြီးသွားပြီဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်တို့ IP ပေးလိုက်ဒီ network card ပေါ်မှာ ethernet ပေါ်မှာကျွန်တော်တို့ထိုးရတဲ့အတွက်ကြောင့် ethernet ပေါ်မှာ IP ပေးရပါတော့အဲဒီမှာ IP ပေးမယ်ဆိုရင် 192.168.1.10 ဆိုတာပေးလိုက်မယ်12 mat ထားလိုက်မယ် okay ပါနော်close ရဒါဆိုကွန်ပျူတာပေါ်မှာ network cable တက်ပြီးသွားပြီ IP ပေးပြီးသွားပြီပေါ့နော်ကြမယ်နော်အဲဆိုရင်ကျွန်တော်တို့နောက် PC တစ်လုံးပေါ့နော် PC တစ်လုံးကိုကျွန်တော် IP ထပ်ပေးလိုက်မယ်တစ်ဖက် PC ကိုဒီဘက်က PC ကိုကျွန်တော်တို့က 192.168.1.10 ပေးထားတယ်ဒီဘက် PC ကိုကျွန်တော်တို့ဗာပေးမလဲဆိုရင် 192.168.1.20 ပေးလိုက်မယ်နော်အဲ့တော့ run box ကနေပြီးတော့ကျွန်တော်တို့ ncba.cba ရိုက်နိုင်မယ်ရိုက်ပွားရင်ကျွန်တော် ethernet ပေါ်မှာ IP ပေးရမှာပေါ့နော် properties ဘာလို့ရှိရင်ကျွန်တော် IPv4 properties ရမယ်နော်အဲဒီနေရာမှာကျွန်တော်ကိုကြိုက်တဲ့ IP ပေါ့နော်1နေ2540ပေးလို့ရဆိုတော့ 192.168.1.20 ပေးလိုက်မယ်12 mat ထားလိုက်မယ်နော်ကြာကြောင် okay နှိပ်လိုက်မယ် close နှိပ်လိုက်အဲဒါဆို IP ပေးပွားဆိုရင်ကျွန်တော်တို့ဘာဆက်ပြီးတော့လုပ်မလဲဆိုရင် command prompt မှာကျွန်တော်တို့ IP config ဆိုတဲ့ command လေးနဲ့ကျွန်တော်ပေးထားတဲ့ IP ကိုစစ်ကြည့်မယ်ပေါ့နော်ကျွန်တော်ပေးထား IP က ethernet ပေါ်မှာပေးထားတဲ့အတွက်ကြောင့်မလို့ဒီမှာ ethernet ဆိုတာလေးတွေ့ရမယ် 1. ဘယ်လောက်လဲဆိုရင်20ဆိုတာတွေ့ရမယ် okay အဲ့တော့ကျွန်တော်တစ်ဖက်က PC က10တစ်ဖက်က PC က20ပေးပွားဆိုရင်ကျွန်တော်တို့အပြန်အလှန်ပေးကြည့်အောင်ပေါ့နော်ဒီဘက် 192.168.1.20 ဘက်ကဘယ်သူ့ပေးမလဲဆိုရင် 168.1.10 ကိုပေးကြည့်အောင်အဲ့တော့10ကိုပေးလိုက်တဲ့ခါကျရင်ဒီလိုမျိုး reply ပြန်လာမယ်ပေါ့နော်တိုင်း millisecond TTL ဒါနဲ့ reply ပြန်လာမယ်10ကိုပေးလို့10ပြန်လာဆိုဒါဒီကျွန်တော်ဟိုဘက်ကကွန်ပျူတာနဲ့ဒီဘက်ကွန်ပျူတာနဲ့ဘာဖြစ်နေပြီလဲဆိုရင် successfully communicate ဖြစ်နေပြီနော်နှစ်ဖက်အချိတ်ဆက်မိနေပြီ network မိနေပြီလို့ပြောလို့ရတယ်အဲ့တော့မှကျွန်တော်ဘာဆက်လုပ်မလဲဆိုတော့ printer sharing သင်ခန်းစာလေးကိုကျွန်တော်ဆက်လုပ်မှာပါနော် okay ဒါဆိုရင်ကျွန်တော်တို့ကွန်ပျူတာတွေကို network ချိတ်ပြီးသွားပြီပေါ့နော်ကွန်ပျူတာတွေကို network ချိတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဘာဆက်လုပ်မှာလဲဆိုတော့ printer sharing လေးလုပ်မှာokay ဒီ printer sharing လုပ်မှာဆိုတော့ဒီဘက်ကကွန်ပျူတာဒီဘက်က laptop ကွန်ပျူတာကနေပြီးတော့ဟိုဘက် desktop ကွန်ပျူတာကိုကျွန်တော်တို့က printer share ပေးမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ network အရင်မိထားဖို့လိုတယ်ပထမတစ်ချက်က network ကနေတစ်ဆင့် share ပေးမှာဟုတ်အဲ့တော့ကျွန်တော်တို့ network အရင်မိထားဖို့လိုတယ်အဲ့ printer ကလာတဲ့ဒီ USB ကြိုးလေးပေါ့နော်ဒီ USB ကြိုးလေးကိုကျွန်တော်ဘာလုပ်မလဲဆိုရင်ကွန်ပျူတာမှာရုံသုံးချိတ်လိုက်ဒါကဘယ် printer မဆိုကျွန်တော်တို့ဒီလိုအခြေအနေမျိုးပဲသွားတယ်ပေါ့နော်ဘယ် printer မဆိုဒီလိုအခြေအနေမျိုးပဲသွားတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာ printer ကြိုးထိုးပွားရဆိုလို့ရှိရင်ကျွန်တော်ဘယ်ကိုသွားမလဲဆိုရင်အရင်ဆုံးစစ်ဆေးတင်တာကျွန်တော်တို့ device manager ပေါ့နော်ဒီကွန်ပျူတာတစ်လုံးက printer ထုတ်လို့ရမရဘူးအဲ့တော့ဒီ laptop ကွန်ပျူတာနဲ့ print ထုတ်လို့ရတော့မှကျွန်တော်တခြား printer သုံးချင်တဲ့ကွန်ပျူတာတွေကို print ထုတ်ပေးရမှာပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်စစ်ဆေးရမှာ device manager ထဲမှာ print ထုတ်လို့ရမရဒီလိုမျိုး other devices အောက်မှာ Canon AVB 2009ကဒါ driver သင်ခန်းစာမှာတော့လည်းကျွန်တော်သင်ခဲ့ရနော်ဒီလို question mark လေးနဲ့ဆို driver မသိဘူးပေါ့ driver မသိတော့ print ထုတ်လို့မရ
နော်ဒီကွန်ပျူတာကဒီ Canon AVB 2900ကိုဘာမှမသိဘူး printer မှမသိသေးဘူးပေါ့နော်အဲဒီကွန်ပျူတာကိုဒီ printer ကနေပြီးတော့ထုတ်လို့ရအောင်လို့ကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့ driver installation လုပ်ပြရမယ် driver installation လုပ်ဖို့ဆိုရင်သူ့ရဲ့ model က Canon AVB 2900ဆိုတော့ဒီမှာပါရှိဖို့လိုလဲဆိုရင်ကျွန်တော်တို့ Canon AVB 2900 driver လေးရှိဖို့လိုအောင်နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒါလေး installation လုပ်လိုက်မယ်နော် EAC file လေးနဲ့ okay ဒါဆိုရင်ဒီမှာသူကဘာပြလဲဆိုရင်ကျွန်တော်တို့ error ပြရတယ်ပေါ့နော်ဒီလိုမျိုး installation လုပ်လို့မရဘူးအဲ့တော့ဘယ်လိုလုပ်လို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလေးပြန်ပိတ်လိုက်ဒီလို error ဖြစ်လာခဲ့ရင်ပေါ့နော်ဒီလို error ဖြစ်လာခဲ့ရဆိုရင်ကျွန်တော်ဘာလုပ်လိုက်မလဲဆိုရင် Canon AVB 2900 right click update driver software ဆိုပြီးတော့ကျွန်တော်တို့ဒီ browse my computer ပေါ့ခုနကကျွန်တော်တို့ driver ရှိရဲ့ folder လေးလမ်းကြောင်းကိုကျွန်တော်တို့တွားလိုက်မယ် desktop အောက်က AVB 2900ကိုယူလိုက်မယ်ပြီးကြရင် next လုပ်လိုက်ဒါအမျိုးမျိုးဖြည့်ရှင်းရတာပေါ့နော်ကျွန်တော်တို့ဒီမှာ EAC file နဲ့ကျွန်တော်တို့ခုန EAC file နဲ့ installation လုပ်လို့မရတဲ့အခြေအနေမျိုးဆိုကျွန်တော်တို့ဒီလိုအခြေအနေမျိုးကိုကျွန်တော်သွင်းပြရโอเคဒီမှာပါပြလဲဆိုရင် driver successfully ဖြစ်တယ် close နှိပ်လိုက်မယ်ဒါဆိုသူဘယ်အောက်ရောက်သွားဆို printer အောက်ရောက်သွားပြီ printer အောက်ရောက်သွားပြီเนาะအဲ့တော့ကျွန်တော်တို့ဘယ်မှာသွားကြည့်ရမလဲဆိုရင်ကျွန်တော်တို့ control panel ဖြစ်တဲ့ run box ကနေ control ကိုခေါ်လိုက်လို့ရတယ် control panel ကိုသွားကြည့်ရမှာပေါ့နော် control panel မှာကကျွန်တော်တို့ဒီမှာ device section printer အောက်မှာကျွန်တော်တို့ဘာတွေ့ရမလဲဆိုတော့ Canon AVB 2900ဆိုတာတွေ့ရမယ်ရမယ်เนาะအဲ့တော့ဒီ printer လေးကဘာဖြစ်နေလဲဆိုတော့မ share ရသေးဘူးအရင်ဆုံးဒီ printer ကိုတခြား computer တွေသုံးလို့ရဖို့အတွက်ဆိုရင် share ပေးရမှာပေါ့နော်အခုတော့လောလောဆယ်ကျွန်တော် desktop ခုန desktop လေးမှာပဲ share ပေးမှာအဲ့တော့ share မယ်ဆိုရင်ကျွန်တော်တို့ဒီ printer ကို right click printer property sharing လုပ်မယ် share this printer အမှန်ရှင်းလိုက်မယ် apply okay apply okay နှိပ်လိုက်မယ်နော် apply okay နှိပ်လိုက်တဲ့အခါကျရင်ဒီမှာပါပေါ်လာလဲဆိုရင်လူ2ယောက်ပုံလေးပေါ်လာဒါဆိုဒီ printer share ထားပါဘောနော်ဒီ printer share ထားတယ် okay ဒီဘက်က printer share လိုက်မယ်ဘယ်လို့ဆိုကျွန်တော်အရင်စမ်းကြည့်လိုက်မယ် USB ကြိုးတိုက်ရိုက်ထိုးထားတဲ့ printer print ထုတ်လို့ရလားဗောနော်အဲ့တော့ print ထုတ်လို့ရလားစမ်းချင်တယ်ဆိုရင်ကျွန်တော်တို့ notepad file လေးခေါ်ပြီးတော့ဒီလိုစမ်းနေရ print test ဆိုပြီးတော့ control ပြီးနှိပ်လိုက် print နှိပ်လိုက်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ print ထွက်လာတွေ့ရဒါဓာတ်ရိုက်ထုတ်တာဗောနော်ကျွန်တော်တို့အဲ့တော့နောက်တစ်ခုကဘယ်လိုထုတ်ရမလဲဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးကဘယ်လိုထုတ်ရမလဲဆိုတော့တစ်ဖက်က network ဘက်ကနေထုတ်ကြည့်ရနော် share ထားတာကိုယူပြီးတော့ကျွန်တော်ထုတ်ကြည့်မှာဗောနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုလို့ရှိရင်တစ်ဖက်က PC က network ကနေကျွန်တော်တို့ share ပေးလိုက်ပြီ printer ကိုဟုတ်တယ်နော်တစ်ဖက်က PC က network ကနေကျွန်တော်တို့ share ပေးလိုက်ပြီဆိုရင်ပြန်ခေါ်မယ်ဆိုရင်ကျွန်တော်တို့က file folder sharing တော့လို့ပဲ // 192.168.1.10 နဲ့ခေါ်မှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တစ်ဖက် computer IP က10ဖြစ်နေလို့ okay 10နဲ့ခေါ်ပြီးတော့ okay နှိပ်လိုက်မယ်ဒီမှာ username password တောင်းတယ်ဒီ username password ဒီကျွန်တော်တို့မလို့ချင်းဆိုရင်ကျွန်တော်တို့ဒီဟာကိုဖျောက်လို့ရတယ် control panel ထဲမှာသွားဖျောက်လို့ရတယ်ပေါ့နော်ဒါကျွန်တော် file folder sharing မှာသိရမယ်အဲ့တော့ဒီမှာကျွန်တော်တို့ username password အခက်ကြတော့ဘယ်သူရဲ့ username password လဲဆိုတော့တစ်ဖက် computer ရဲ့ username password တစ်ဖက်ကခုန laptop computer ရဲ့ username password ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ username password အခက်ကြတော့ဘာလဲဆိုရင် YIC ဟုတ်တယ်နော်ဒီတစ်ဖက် computer ရဲ့ username password အခက်ကြတော့ကျွန်တော်တို့က u password တော့သူ့ password ပေါ့နော် okay နှိပ်လိုက်ရင်ဒါ Canon AVB 2900ဆိုတာကြာလာတယ်ဟုတ်ပြီအဲ့တော့ဒီဟာကိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ right click connect လုပ်လိုက်ဒီတိုင်းဆိုရင်တော့ကျွန်တော်ထုတ်လို့ရအောင်မဟုတ်ဘူး right click connect လုပ်တော့မှကျွန်တော်တို့ကိုယ့် computer မှာ printer ရလာမှာပေါ့နော် printer ကိုထုတ်လို့ရမှာ okay ဒီမှာသူ connecting လုပ်နေပြီဒါဆိုပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ကြည့်မလဲဆိုရင် final test လုပ်ကြည့်မယ် final test လုပ်ကြည့်မယ်ဆိုတော့ဘယ်ထဲသွားမလဲဆိုရင်ကျွန်တော်တို့ run box ကနေ control panel သွားလိုက် control panel သွားမယ် devices and printer သွားမယ်ခေါ်ရတဲ့ printer 1.10 ပေါ့နော် 1.10 ဆိုတော့ right click printer property print test page ဆိုပြီးတော့
စိတ်ကြည့်လိုက်နော် okay ဒါဆိုရင် printer ကြီးထွက်လာပြီပေါ့နော် print test လုပ်ထားတယ်ဒါဆိုရင်ကျွန်တော်တို့ printer sharing အကြောင်းရမယ်လို့ထင်တယ်နော်